အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့2025ကျန်တဲ့လတွေမှာပေါ့နော်ကိုယ့်ရဲ့ love story လေးကဘယ်လိုမျိုးဖြစ်နေမလဲဆိုတာကိုကြည့်ထားပေးပါတယ်ဒီတော့အသက်ကလေးကိုဝအောင်ရှူလိုက်ပါပြီးသွားတဲ့အခါမှာဒီသုံးပုံထဲကနေမှကိုအစွဲဆောင်ဆုံးဖြစ်တဲ့ပုံတစ်ပုံကိုစိတ်ထဲကနေမှတ်ထားလိုက်ပါနော်မှတ်ထားပြီးသွားတဲ့အခါမှာစိတ်ကလေးကိုရှော့မျက်လုံးလေးကိုမှိတ်ထားရင်းနဲ့ပဲကျမရဲ့စကားတန်လေးတွေနောက်မှာစီမျော်ရင်းလိုက်ပါခဲ့ပေးပါနော်ပိုင်ဝမ်လေးကိုရွေးတဲ့သူတွေထဲကမှ single တွေအတွက် love story ဆိုလို့ရှိရင်တော့တငယ်ချင်းတွေနဲ့ပဲပျော်ပျော်နေပါအောင်ရီစားမထားပါသေးနဲ့အောင်ဆိုတာမျိုးတွေ့ရပါတယ်အခုအချိန်ပျော်နေမယ်ဟီးလင်းတွေလှုပ်ရှားရှိတာတွေလုပ်မယ်ကိုဘာသာပိုချစ်ပြီးတော့ကိုဘာသာပဲပျော်အောင်ထားရမယ်ဆိုတဲ့နှစ်ပေါ့နော်ဒီနှစ်ကတော့ romantic relationship မျိုးလာဖို့ကတော့တိတ်ပြီးတော့မလွယ်သေးပါဘူးတယောက်တည်းပဲတောက်ပဖို့အချိန်ရှိပါသေးရဲ့ relationship သမားတွေကတော့နည်းနည်းဂရုစိုက်ရပါမယ်ကြောက်ကစားဖြစ်တာတွေအရန်များတတ်တာမလို့ပါနောက်ပြီးရန်ဖြစ်တာမျိုးဆိုလို့ရှိရင်သူကငါ့ကိုဘာလို့ဒီလိုမျိုးလုပ်လဲဆိုတာထက်အဲ့လိုမျိုးသူများစီမှာအဖြေရှာမဲ့အစားပေါ့နော်ကိုယ့်စီမှာကိုပဲအဖြေပြောင်းရှာပါနောက်ပြီးလွတ်ချတဲ့သူဆိုလို့ရှိရင်လည်းလွတ်ချလိုက်ပေါ့နော်ဖတ်တွယ်မထားပါနဲ့ကက်တွယ်မနေပါနဲ့နော်ပိုင်တူလေးတွေအတွက်ကတော့ single ပဲဖြစ်ဖြစ် relationship ပဲဖြစ်ဖြစ် drama တွေ short တဲ့နှစ်ပေါ့နော် single တွေဆိုလို့ရှိရင်တော့ရီစားမရှိဘူးဆိုပြီးအော်နေမဲ့အစားပေါ့နော်ကိုဘေးနားမှာရှိတဲ့သူတွေထဲမှာကိုမျှော်နေတဲ့သူတွေကိုပိုးပန်းနေတဲ့သူတွေရှိနိုင်တယ်ပေါ့နော်အဲ့လိုလူမျိုးတွေကိုမျက်နှာသာပေးပြီးတော့ဒီ relationship လိုချင်တယ်ဆိုလို့ရှိရင်ပေါ့သူတို့မျက်နှာသာပေးတဲ့တယ်ပေါ့နော်အဲ့လိုရေးလာမြောင်းပေးလုံးမှရေရလာမှာအခုအခြေအနေကလေရေးမလာအောင်မြောင်းပိတ်ထားတယ်ဆိုတဲ့အခြေအနေမျိုးတွေ့ရတယ်ပေါ့နော် relationship သမားတွေကတော့ပြဿနာတွေရှိရင်မြန်ဖြေရှင်းပြီးတော့ပိုကောင်းတဲ့ RSC ကိုရောက်ဖို့ရှိရပေါ့နော်ဒါကလည်းပြဿနာဖြေရှင်းတဲ့အခါမှာစိတ်အေးနဲ့ဖြေရှင်းမှအဲ့လိုမျိုးဒီပြဿနာတွေနဲ့ကြော်လွန်ပြီးတော့ပေါ့နော်ကောင်းမွန်တဲ့ပြောစရာကောင်းတဲ့နှစ်ယောက်အတူတူအဲ့လိုမျိုးအိမ်မက် relationship dreamy relationship လေးတစ်ခုပေါ့နော် romantic အရင်ဖြစ်တဲ့ relationship တစ်ခုကိုရမှာပေါ့နော်အဲ့လိုမှမဟုတ်လို့ရှင် transformation ကလေပုံမှန် relationship ကနေ healthy ဖြစ်တဲ့ relationship ပြောစရာကောင်းတဲ့ relationship ကိုဖြစ်မှာမဟုတ်ဘဲနဲ့တည်တည်ချာချာပြဿနာတွေကိုမဖြေရှင်းနိုင်တဲ့အခါမှာဆိုလို့ရှိရင်ပုံမှန် relationship ကနေ single ဖြစ်သွားမယ်ဆိုတဲ့ energy မျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့ကြတော့စိတ်အေးထားပြီးတော့ဖြေရှင်းစိတ်အေးထားပြီးတော့သွားမလောပါနဲ့ပိုင်3ကိုရွေးတဲ့ single လေးတွေကပေါ့နော်နောက်ထပ် relationship တစ်ခုထပ်ပြီးတော့ထားရမှာကြောက်နေတယ်ဆိုတာမျိုးတွေ့ရတယ်။မလုံးဝမထားဘူးတဲ့သူဆိုလို့ရှိရင်လည်းသူများတွေကိုကြည့်ပြီးကြောက်နေတာမျိုးပေါ့နော်။အဲ့လိုလူမျိုးတွေအတွက်တစ်ခုပြောချင်တာကလေလူတိုင်းကအတူတူမဟုတ်ဘူးပေါ့နော်။အဲ့တော့ကြတော့ရှေ့ကလူကမကောင်းတာမလို့သူတို့တွေမှာမကောင်းတဲ့ relationship ကိုရတာမလို့ကို့မှာလည်းမကောင်းတဲ့သူမျိုးနဲ့ထပ်ကြုံရမယ်မကောင်းတဲ့ဟာမျိုးဖြစ်ရမယ်ဆိုတာမျိုးမဟုတ်ဘူးပေါ့နော်။အဲ့ဒီအတွေးကိုဖျောက်တင်ပါတယ်အဲ့ဒီအတွေးကဖျောက်ကိုဖျောက်ရမယ်ပေါ့နော်အဲ့လိုအတွေးကိုဖျောက်ဖို့လဲ healing လုပ်သိရင်လုပ်ဒါမှမဟုတ်ရင်အကိုအညီယူသိရင်ယူပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်ကိုယ့်စီကို healthy relationship မျိုးတိဆောက်ပေးမဲ့သူမျိုးရောက်လာနိုင်တယ်ပေါ့ relationship ရှိတဲ့သူတွေကတော့တယောက်နဲ့တယောက်အစကတည်းကချစ်ဖို့ရွေးခဲ့ပြီးပြီမလားအဲ့လိုမျိုးဆိုတော့ခွင့်လွတ်တဲ့ဟာတွေဆိုလို့ရှိရင်လည်းခွင့်လွတ်ပေးလိုက်ပေါ့နော်ခြေအေးတဲ့ဟာတွေဆိုလည်းခြေအေးပေးလိုက်အဲ့လိုမျိုးဆိုလို့ရှိရင်ဒီပို့ပြီးတော့ကောင်းတယ်ပို့ပြီးတော့တာရတယ်ပို့ပြီးတော့ပျော်သွားတယ်ပေါ့နော်ဒီစိတ်ညစ်စရာတွေမရှိတဲ့ relationship မျိုးရလိမ့်မယ်ဒါပေမဲ့လို့ခွင့်လွတ်ဖို့မထိုက်တန်တဲ့သူတွေကိုကြတော့လေအတင်းအကျပ်ကြီးခွင့်လွတ်ပေးနေဖို့မလိုဘူးပေါ့နော်မခွင့်လွတ်တဲ့အမှားမျိုးလုပ်ပြီးသွားပြီဆိုလို့ရှိရင်အဲ့လူတွေကိုထားခဲ့လိုက်လွတ်ချဖို့အတွက်ကြောက်မနေနဲ့ပေါ့နော်နောက်ပြီးတရားနဲ့တရား deep talk တွေပြောရင်းနဲ့ပြဿနာတွေကိုအဖြေရှာတဲ့နဲ့ဒီပိုင်းလေးကိုရွေးတဲ့ relationship သမားတွေဆိုလို့ရှိရင်ရှေ့ဆက်ပြီးသွားဖို့ခက်ခဲနေရဆို energy ရမလို့ပေါ့နော်ပြဿနာတွေဖြစ်တယ်ဆိုလို့ရှိရင်လုံးဝတိတ်တိတ်ချာချာလာနှစ်ယောက်သားအကျိတ်အနေဆွေးနွေးညှိနှိုင်းပြီးတော့မှအဖြေရှာတဲ့နဲ့လို့အကြံပေးချင်ပါတယ်